ဒါကတော့ Soho apartment ရဲ့ lobby area လေးပဲဖြစ်ပါတယ်ဒီ lobby area ကတကယ်ဝန်းနဲ့ဒီ service department မှာနေတဲ့ဧည့်သည်တွေကိုဧည့်သည်တွေလာရင်ဒီမှာလာပြီးတွေ့လို့ရတဲ့နေရာလေးဖြစ်တယ်ကျွန်တော်တို့ကဒီ lift ကဒီ service apartment ကနေပြီးတော့ hotel lobby ကိုချိတ်ဆက်ထားတဲ့ lift လေးဖြစ်တယ်ဒီကနေပြီးတော့ hotel lobby ထိတခါတန်းပြီးဆင်းလို့ရတဲ့ lift လေးဖြစ်ပါတယ်ဒီခန်းလေးကတော့ Soho service apartment လို့ခေါ်တဲ့ service apartment တွေပဲဖြစ်ပါတယ်ဒီခန်းနေရာကအရင်တော့ဒီ building နေရာမှာက tennis screen ရှိရဲ tennis screen ကိုအခုဒီ service apartment ပြန်ဆောက်ထားတာဖြစ်တယ်အခုမှအသစ်ဆောက်ထားတဲ့အတွက်ကြောင့် decoration တွေကလည်း modernize ဖြစ်တယ်ဒါဆိုလို့ရှိရင် kitchen တွေ kitchen ရဲ့ design တွေအစ modernize ဖြစ်တယ်ပြီးရင်ဒီမှာက kitchen equipment တွေပကံခွက်ရောက်တွေအကုန်လုံးပါတယ်ဒီမှာထမင်းစားစပွဲဒီမှာကဧည့်ကန်ပုံစံမျိုးလေးရှိတယ်ပြီးတော့အခန်းရဲ့ဖွဲ့စည်းထားတဲ့ပုံစံကromantic လေးဆန်တယ်ပြီးရင်အခန်းရဲ့အကျယ်ဝန်းနဲ့သူကဆိုကြစ်ကြစ်လေးလေးလိုလေးသိမရှိအောင်ဖွဲ့စည်းထားတာဖြစ်တယ်ဒီမှာ TV ရှိတယ်ဒီအခန်းလေးကလည်းသူ့ရဲ့အခန်းအကျယ်ဝန်းနဲ့ကိုက်ညီအောင်သူတို့ဖွဲ့စည်းထားတဲ့အခန်းလေးဖြစ်တယ်ဒီမှာလည်း TV တစ်လုံးပါတယ်ဒီမှာစင်လေးပါမယ်ဒီမှာပြီး cabinet တွေလည်းပါတယ်ဒီအခန်းကတော့ကျွန်တော်တို့အင်ဂျီတို့အဝတ်စားတွေထားလို့လည်းရတဲ့အခန်းလေးဖြစ်တယ်ပြီးရင်ဒီအခန်းနဲ့ကက်ရက်မှာကဒီချိုးကန်းပါမယ်ပြီးရင်ဒီမှာက toilet လေးပါ toilet ပါမယ်ဒါရေချိုးကန်ရေချိုးကန်ဒီဇိုင်းကလည်းမိုက်တယ်ပြီးတော့ဒီမှာကမျက်နှာသစ်ဘေးစင်ကအစပြီးရင် cosmetic တွေလည်းအကုန်လုံးအပြည့်အစုံထည့်ပေးထားပါတယ်ပြီးရင်အိတ်ခမ်းထွက်လာပြီးရင်ကျွန်တော်တို့ဒီကနေပြီးတော့ပြန်ထွက်လို့ရတယ်ပြီးရင်ဒီမှာရေခဲတစ်တာ microwave oven တွေနဲ့အကုန်လုံးပါတယ်ဘာမှလိုလေသင့်မရှိတဲ့အခန်းလေးတစ်ခန်းဖြစ်ပါတယ်